ဖြစ်တဲ့အတွက်ဒီမျိုးရဲ့သက်ဆိုင်ရာနေရာမှာကျွန်တော်တို့နေရာကိုပြည့်ချစ်ပေးပါမယ်ဒီတတိစားစွာပြင်ဖိတ်ကြားလိုက်ရပါမယ်ရှင်ကျွန်တော်ပြန်အားစစ်စစ်စတင်မှာဖြစ်ပါတယ်ဒီအတွက်ဒီမျိုးကိုဂုဏ်ပြုပေးကြတဲ့ဆက်စမများအားလုံးစေတော်မျိုးတော်များမိတ်ဆွေတင်ပါပါအားလုံးလည်းကျွန်တော်တို့ခန္ဓာစစ်စစ်စတင်မှာဖြစ်တဲ့အတွက်ဒီမျိုးရဲ့သက်ဆိုင်ရာနေရာခံကုန်ဒီနေ့ကမှာကျွန်တော်တို့နေရာကိုပြည့်ချစ်ပေးပါမယ်ဒီတတိစားစွာပြင်ဖိတ်ကြားလိုက်ရပါမယ်ရှင်ဒီမှာပြုလုပ်တဲ့ကွန်ပျူတာကြီးကတော့2025-2026 ပညာသင်နှစ်ရဲ့ Grade Journey Summer ကြီးကိုဆံပါလာလို့ပြီးနဲ့အောင်မြင်ကြပြီးတော့မြန်မာတိုင်းနယ်လုံးရဲ့ပိတ်ပံတွေ960မိနစ်နဲ့ The Whole Power Top Wing ကို CAE ကိုမှအထက်တန်းကျောင်းကနေချိန်ထိုက်တဲ့စကွန်ရရှိခဲ့တဲ့မြန်မာဆိုရင်တော့နိုင်ငံလုံးပထမအနေနဲ့ဆိုရင်တော့ဒီသမီးလေးကဒုတိယအကြိမ်ရရှိခဲ့တာဖြစ်ပါတယ်2013ခုနှစ်မှာပထမအကြိမ်ရပြီးပါမယ်အားလုံးပေါင်းကလေး30ဟာဒီလိုစင်းရင်ထံမှာဝင်ကြွတော့ဖြစ်အောင်သင်ကြားပြသပေးနိုင်တဲ့ဆရာကြီးဆရာမကြီးတွေနောက်ဆရာဆရာမတွေမိဘတွေတော့အားလုံးရဲ့လူဆောင်များအားလုံးကိုကျေးဇူးတင်ကြောင်းပြောကြားရှိပါတယ်ရှင်နောက်ပြီးတော့သမီးကိုလူ့ဘဝတွေရောက်လာတဲ့အခါအကောင့်တစ်ခါအကောင်းဆုံးဆိုတဲ့အရာတွေကိုပဲဖြည့်ဆည်းပေးဖို့ပေးကြပါတော့ဒီမို့တာဦးမကကျူတီသမီးရဲ့မိခင်နဲ့ဖခင်ကိုလည်းကျေးဇူးတင်ကြောင်းပြောကြားရှိပါတယ်ရှင်နောက်ပြီးတော့သမီးကိုဒီစင်ကာလာဝါလုံးကလေးရတဲ့အောင်ဒီကြပေးခဲ့ဒီမှာစာရွေးယခုလိုမျိုးတက္ကသိုလ်ဝင်တဲ့ဆောင်ရွက်ကိုထူးထူးချွန်ချွန်အောင်မြင်သည့်အထိစေတနာဝါဒနာအနည်းနာဟုသောနာသုံးနာကိုရင်ဝေပိုက်ပါတင်ကြဝေးခဲ့ကြပါတော့ဆရာကြီးဆရာမကြီးများဥယျာဉ်မူများပမာအနိလာကိုင်းဝင်ဆရာကြီးဆရာမကြီးများအားလုံးကိုကျေးဇူးတင်ကြောင်းပြောကြားရှိပါတယ်ရှင်အထူးသဖြင့်သမီးရဲ့ Grade 11 နဲ့ Grade 12 ပညာသင်နှစ်မှာသမီးဘဝရဲ့မြင့်ကျူးတစားအဖြစ်သူ့ကိုဆရာမတွေနဲ့အဲ့လိုအခါပြီးတော့ဆရာမတွေကိုလည်းယုံကြည်တယ်အဲ့ဒါကြောင့်ဆရာမတွေကမင်းတို့လူတင်းဟာလေးလေးပြန်ပို့ပေးတာပါလို့အခုသားလေးဆိုလို့ရှိရင်ကျွန်မကသူ့တူလို့လေးလေးဆိုလို့ရှိရင်ကျွန်မလေးတွေကတင်ပြတယ်မိုက်တရားဟုတ်တယ်အဲ့လိုအနေတော့ပါပဲထက်တဲ့သမီးပညာတတ်တဲ့သမီးအတိတရားရှိတဲ့သမီးတတိတရားရှိတဲ့သမီးပညာရေးရေးလို့ပွဲလေလဲသင်ခဲ့ပြီအဖေကိုပြုံးလို့အမေကိုလည်းပျော်စေခဲ့ပြီအဖေမျက်နှာတင့်လို့အမေမျက်နှာလည်းပွင့်ခဲ့ပြီကျောင်းကုံကိုဆောင်လို့ဆရာကုံလည်းပြောင်းခဲ့ပြီသမီးရဲ့ပညာတွေပညာတွေဆုံးခန်းတိုင်တဲ့အခါအမိဖလိုလည်းကြည်တတ်ပါစေမောင်နှမအပေါ်လည်းကြည်တတ်ပါစေဖေမျိုးတွေကိုလည်းအမိုးပေးနိုင်ပါစေသမီးရေတစ်ပင်ကောင်းတော့ငှက်တောင်နားကြစကံတဲ့ဒီနေ့ပတ်ဝန်းကျင်ကိုလည်းစောင့်ရှောက်နိုင်ပါစေလူသားတွေကိုလည်းကူညီနိုင်ပါစေလောကကြီးကိုလည်းကောင်းကျိုးပြုနိုင်ပါစေသမီးရဲ့တန်ဖိုးသမီးရဲ့တကူကဘာမြေအနက်အထက်ဘဝတိုင်အောင်တည်ရနတင်းရနမွေးပြန့်ကြော်စောနိုင်ပါစေခင်ဗျာဒီတမ်းများမှာအော်ဒီလေးရဲ့မြတ်တာရဲ့လက်ပါစီအဖေအမေဖြူစင်တဲ့မြတ်တာတွေ့ခံစားကျော်ရှင်မတဲ့အော်ဒီလေးရဲ့အချစ်တွေညာလေဘုန်းကြီးပြောချင်ပါတယ်ဒီပြောပါရှင်ပေါ်တယ်ဟဲ့တော့
ဝင်းတို့မိသားစုမှာသမီးလေးအတွက်10သိန်းကျပ်ကွန်ပျူတာလက်ဆောင်ဖြစ်ပါတယ် Sang ye bo Jinna du ye mwe bwa ge Yin ma le de ge be e twa Tu lwe me mo twa The me le Ko le ji lo bwa aw a chin mya mya Nu nya e mya de a chi kwe O di ta mya ma o ဂုံရောင်ထွန်းလေးအနန္တသခင်ဖခင်ဦးအောင်တင်ဝင်းနဲ့ယေရှုအရှင်မွေးမိခင်တော်ဦးထေကျော်ရောရှင်မော့ကသမီးကညာဒရနာစစ်မွေးနေ့ရာကျူအဘိုးပြည်တဲ့ဒရနာမန်စစ်နော်မနီတို့ဖြေပွဲဆောင်ဂုံထိတ်ပြောင်ရှုံအောင်စေရှုံးတဲ့ဒီနိုင်ငံဝဲပြေကတဖုံခါပါဆုံအမတ်တင်ချာကောက်စစ်ငါးချောင်းနဲ့အောင်ပွဲချက်လောင်းစီကိုပိုင်တင်ပြကောင်းတက်တန်းကျမ်းမှာမျက်စရာပေါင်းတင်ပြကောင်းပြီးမြစ်တာရှိနဲ့အောင်ပွဲအလေးလေးအောင်ပြီးချင်းချင်းအောင်စိတ်ကုန်တွေ top 1 ဘွဲ့ထိတ်အောင်ဒီစိတ်ကိုရှားထိုက်တန်မောတောင်းတူမာလီမက်တီဆိုးတို့လူပုံငယ်လေးပညာရှင်ရင်ဘွဲလေတဲ့နဲ့ကဲစင်ထလောင်းအောင်စုပန်းဝေအောင်ကပြီးနဲ့အောင်စရတူမျက်မီယူပြီးတွင်ရွှေစုငွေစုပညာစုတို့ကွန်ပျူချင်းမြောက်တတောင်းတွင်တယောက်ထွန်းပတ်ပညာကွန်ပျူစာညောင်းအောင်ဩဘာတော်အောင်မော်ကုန်းဝင်မှတ်တမ်းတင်သည်ဆရာမီးတော်သဟာရတို့ခန်းလုံးပြည့်စုံအောင်ပွဲညံပြီးအောင်လက်ထုတ်တန်ညံစေသည်ဒီနေ့ကဒီမှာပြန်ပြီးထားလို့ဖြစ်ပါလေ Oh, the lady, a chit